မင်္ဂလာပါခင်ဗျာတအူးတောက်ကြ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ရေကဘာပေါ်မှာလှပပေမဲ့ကြောက်စရာကောင်းတဲ့နေရာတွေအများကြီးရှိတယ်ဗျာအဲ့ဒီထဲကမှဒီနေ့ကျွန်တော်ပြောပြပေးမယ့်နေရာကတော့ဂျပန်နိုင်ငံဖူဂျီတောင်ကြီးမှာတည်ရှိတဲ့အာအိုကီဂါဟာရာလို့ခေါ်တဲ့တောအုပ်ကြီးမျိုးဖြစ်ပါတယ်အပေါ်ယံကြည့်ရင်တော့ဗျာစိမ့်လန်းဆိုပြနေတဲ့တာမန်တောအုပ်တစ်ခုပါပဲခကြီးသွားတွေလာရောက်လဲပတ်ကြတဲ့နေရာတစ်ခုပေါ့ဒါပေမဲ့ဒီတစ်ပင်တွေကြားထဲမှာဖုံးကွယ်နေတဲ့အမှောင်ချမ်းတစ်ခုရှိပါတယ်ဒါဟာကမ္ဘာပေါ်မှာဒုတိယမြောက်လူအများဆုံးကိုယ့်ကိုယ်အဆုံးစီရင်ကြတဲ့နေရာတစ်ခုပါဝင်သွားပြီးရင်ပြန်မထွက်လာနိုင်တော့ဘူးလို့ကြော်ကြားတဲ့ဒီတောအုပ်ကြီးရဲ့နောက်ွယ်မှာဘလို့လျှို့ဝှက်ချက်တီကျင့်စားတယ်ရှိနေတာလေဘာကြောင့်လူတွေကဒီနေရာကိုမှရွေးချယ်ပြီးအသက်လာဆွန့်ကြတာလေသိပ္ပံပညာရတော့ဘာတွေထူးခြားနေလို့လဲကဲဒီနေ့ဗီဒီယိုမှာကျွန်တော်အသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့အုပ်ကိုတစ်ပင်ပင်လဲလို့လဲတင်စားခေါ်ဝကြပါတယ်ဗျအကြောင်းရင်းကတော့တစ်ပင်တွေဟာအရန်ကိုတိတ်တယ်လုံးလို့ပါပဲတောထဲကိုခြေလမ်းနဲ့နဲ့ဝင်လိုက်တာနဲ့အပြင်လောကရဲ့စူညံတန်တွေအားလုံးပျောက်ကွယ်သွားပြီးထူးထူးဆန်းဆန်းတိတ်ဆိတ်သွားတတ်ပါတယ်ဗျလေတိုက်တန်တောင်တိတ်မကြရတဲ့အခြေအနေမျိုးပါဒီတိတ်ဆိတ်မှုကပဲလူတယောက်ရဲ့စိတ်ကိုအထီးကျန်းဆန်လာအောင်ကြောက်ရွံ့လာအောင်တွန်းပို့ပေးနိုင်ပါတယ်တဲ့ဒါအပြင်ဒီနေရာရဲ့မြေမျက်နှာပြင်တွင်ကလည်းထူးခြားပါတယ်ဗျဖူဂျီမီးတောင်ပေါက်ကွဲမှုကနေဖြစ်ပေါ်လာတဲ့မီးတောင်ကြောက်တွေကြောင့်မြေပြင်ကမညီမညာဖြစ်နေပြီးထွန်းချောင်းတွေအများကြီးရှိပါတယ်ဒီကြောက်တွေမှာတန်လိုက်တဲ့ကျွယ်ဝစွာပါဝင်နေတာကြောင့်တန်လိုက်အိမ်မြောင်တွေဖုံး GPS တွေဟာဒီနေရာရောက်ရင်လမ်းကြောင်းမှန်ကိုမပြနိုင်တော့ပဲခြားခြားလည်နေတတ်ပါတယ်ခင်ဗျသိပ္ပံနီးကြအကြောင်းပြချက်တွေရှိပေမဲ့ဒေတာခန္တီယွန်းကြည်တာကတော့တမျိုးပါပဲသူတို့ကဒီတောအုပ်မှာကျိန်စာတင်နေတယ်လို့ဆိုပါပဲ19ရာစုလောက်တုန်းကဂျပန်မှာငတ်မွတ်ခေါင်းပါမှုတွေဖြစ်တဲ့အခါယူပါစုတဲ့လို့ခေါ်တဲ့ဒလေးတစ်ခုရှိခဲ့ဖူးပါတယ်အဲ့ဒါကတော့မိသားစုမှာစားစရာမလောက်ငှတဲ့အခါအင်ကတကြီးရွယ်အိုတွေကိုဒီတောထဲမှာလာပြီးစွန့်ပစ်ခဲ့ကြတာပါအစာရေစာငတ်ပြတ်ပြီးအေးတန်နဲ့ဝမ်းနဲ့ဖလက်တေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေဟာယူရေလို့ခေါ်တဲ့လက်စားကြည့်လို့တဲ့တရေတွေဖြစ်ပြောင်းလဲသွားပါတယ်တဲ့ဒီဝိညာဉ်တွေဟာတောထဲလာတဲ့သူတွေကိုလမ်းမအောင်ဖျားယောင်းတယ်စိတ်တက်ကြနေသူတွေကိုတေခြင်းစိတ်ပေါက်အောင်မြောက်ပင့်တယ်လို့တန်တာရည်တွေကဆိုပါတယ်ညဘက်ဆိုရင်ဒီတောထဲကနေစူးစူးဝါးဝါအော်သန်းတွေကြားရတတ်တယ်လို့ဒေတာခန်တွေကပြောကြပါတယ်ဒီတောအုပ်အကြောင်းပြောရင်2019ခုနှစ်တုန်းကတကဘာလုံးဟိုးလီတကြောဖြတ်သွားခဲ့တဲ့ကိစ္စတစ်ခုကိုခြံထားခဲ့လို့မရပါဘူးနာမည်ကျော် American YouTuber တဦးဖြစ်တဲ့ Logan Paul ဟာဒီတောအုပ်ထဲကို Vlog ရိုက်ဖို့ရောက်ရှိလာခဲ့ပါတယ်ကန်ဆိုးခြင်းတော့သူတို့အဖွဲ့ဟာတောထဲမှာတကယ်ပဲအသက်မဲ့နေတဲ့လူတွေအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ပါတယ်ပြဿနာကတော့ဗျာ Logan Paul ဟာကင်မရာကိုပိတ်လိုက်မဲ့အစားအဲ့ဒီအလောင်းကိုအနီးကပ်ရိုက်ပြပြီးရေမောတာတွေနောက်ပြောင်တာတွေပြုလုပ်ခဲ့တာပါပဲဒီဗီဒီယို YouTube ပေါ်တက်လာတဲ့အခါမှာတော့ကမ္ဘာတစ်ဝိုင်းကလူတွေရဲ့ပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုကိုခံခဲ့ရပါတယ်ဒီဖြစ်ရကဘာကိုမီးမောင်းထိုးလိုက်လဲဆိုတော့ဒီနေရာဟာပျော်ပွဲစားထွက်เสียနေရာမဟုတ်ပဲလူသားတွေရဲ့ဝမ်းနည်းစရာအဖြစ်ဆိုးတွေစုဝေးနေတဲ့သူ့တံမြေတစ်ခုဆိုတာပါပဲဒီတောအုပ်ထဲကိုစွန်းစားဝင်ရောက်ဖူးတဲ့တောဆောင်တွေရဲ့အတွေ့အကြုံတွေကတော့ပိုပြီးထိတ်လန့်စရာကောင်းပါလေဗျတချို့ကတောထဲလမ်းလျှောက်နေရင်တယောက်ယောက်ကသူတို့နောက်ကိုလိုက်နေတယ်လို့ခံစားရတယ်ပခုံးကိုလာပုတ်တယ်နားနာကပ်ပြီးလေသံတူတူလေးကြားရတယ်လို့ပြောကြပါလေတောထဲမှာလမ်းလျှောက်ရင်ထူးခြားတဲ့မြင်ကွင်းတစ်ခုကိုတွေ့ရတတ်ပါတယ်အဲ့ဒါကတော့တစ်ပေသေးချားထဲမှာသွဲတန်းထားတဲ့အယောင်ဆုံးပလတ်စတစ်ဂျိုးတွေပါပဲဒါဟာလမ်းမပြောက်အောင်လှုပ်ထားတာဖြစ်တယ်လို့တစ်ချိန်ထဲမှာပဲငါပြန်လာခဲ့မယ်ဆိုတဲ့မျှော်လင့်ချက်သင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကတော့တချို့ကျိုးမြင်တွေရဲ့အဆုံးသတ်မှာပိုင်ရှင်မဲ့နေတဲ့ရွက်ဖင်တဲတွေဖနတ်တွေနဲ့နှုတ်ဆက်စာ suicide notes တွေကိုပဲတွေ့ရတတ်ပါတယ်ဒါဆိုရင်မေးစရာရှိတာကဘာလို့ဒီနေရာကိုမှရွေးကြတာလဲစိတ်ပညာရှင်တွေကတော့ဒါကို
Avada effect လို့သတ်မှတ်ပါတယ်။ Seicho Matsumoto ဆိုတဲ့စာရေးဆရာရဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်မှာဇက်လိုက်မင်းသမီးကဒီတောထဲမှာအဆုံးစီရင်သွားတဲ့အခန်းပါလာပြီးနောက်ပိုင်းလူတွေကဒါကိုအတူခိုးပြီးလိုက်လုလာကြတာလို့ဆိုပါတယ်။ Aoki Gahara တောအုပ်ဟာတဘာဝအလှတရားနဲ့လူသားတွေရဲ့ဝမ်းနည်းစရာခေတ်ဆိုးတွေရောနှွေးနေတဲ့နေရာတစ်ခုပါ။ဂျပန်အစိုးရကတော့ဒီကိစ္စကိုရှော့ချဖို့အတွက်တောဝင်ဝမှာတင့်အသက်ကမိဘတွေပေးတဲ့တန်ဖိုးရှိတဲ့လက်ဆောင်မှာပြန်စင်းစားပါဆိုတဲ့ဆိုင်းဘုတ်တွေထောင်ထားပြီးအကူအညီပေးဖုန်းနံပါတ်တွေထားရှိပေးထားပါတယ်။မိတ်ဆွေတို့တော့ဒီတောဝအကြောင်းဘလို့ထင်လဲ။တကယ်ပဲဝိညာဉ်တွေရှိမယ်လို့ယုံကြည်လား။ comment မှာဆွေးနွေးပေးတော့ကြပါဦး။ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အဆုံးထိ like ပါကြည့်ရှုပေးသူတယောက်အချင်းစီတိုင်းကိုကျေးဇူးအထူးပါခင်ဗျာ။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။တက်ဦးတောက်ကြ channel ကနေနှုတ်ဆက်လိုက်ပါလေ။